မိခင်လိုလူဟာသူကိုယ်တိုင်လည်းပူလောင်လို့နေတယ်တခြားသူတွေကိုလည်းပူလောင်မှုတွေပေးတယ်မိခင်နားမှနေရင်ပူဟတ်တယ်လို့မျိုးမိခင်နဲ့တူတော်သူနားမှနေရင်ပူလောင်မှုတွေနဲ့ပဲကြုံတွေ့နေရပါလိမ့်မယ်တစ်ပင်ကောက်တာလူတွေ့ရတယ်လူကောက်တာမတွေ့ရဘူးတဲ့အမှန်ပါပဲရှေ့ကျပြောချွတ်ချွတ်လေးပြောပြီးနောက်ွယ်ကျနောက်ကျောကိုဓာတ်နဲ့ထိုးတတ်တဲ့လူတစုထိုလူသားတွေနဲ့ဝေးတဲ့ရက်မှနေရပါစေမကောင်းတဲ့ပတ်ဝန်းကျင်ဆိုတာမိုက်ပုံနှံ့နှံတဲ့ပတ်ဝန်းကျင်မှမဟုတ်ဘူးရဲ့စရိုက်ဆိုပြီးသားဆိုတွေတိရှိရရဲ့ဟာလဲမကောင်းတဲ့ပတ်ဝန်းကျင်ပါပဲမကောင်းတဲ့ပတ်ဝန်းကျင်မှာရေရှည်နေဖို့မသင့်ပါဘူးကိုကကောင်းမှုစားဘလို့ပဲနေထိုင်နေပါစေမကောင်းတဲ့ပတ်ဝန်းကျင်ကငွေတက်အားလုံးဟာကိုယ်အတွက်ဒုက္ခပဲဖြစ်စေတတ်တာမို့မကောင်းတဲ့ပတ်ဝန်းကျင်မှာလွတ်မြောက်နိုင်ကြပါစေတရားမပြောင်းသူကောင်းမဖြစ်တဲ့ပတ်ဝန်းကျင်စုကနေရောင်ထွက်နိုင်မှရှင်သန်ရတာတမိုးရှိနေမှာပါတမိုးရှိရှိရှင်သန်နိုင်ဖို့ပတ်ဝန်းကျင်စုတွေကနေရောင်ထွက်ဖို့ကြိုးစားကြရအောင်နော်ကျမရဲ့စာသားလေးတွေကိုကြိုက်နေတတ်တယ်ဆိုရင် like and subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်